ရွာလေလမ်းမထက်တွင်လေထုမှတိတ်ဆိတ်ငြိမ်သက်သွားသည်ဥပကျော်သည်မြေကြီးပေါ်တွင်ဒူးထောက်လျက်သူ၏အာနာကုန်ချိန်များမှဖုံဖုံကဲ့သို့ပင်လွင့်ဆင်သွားခဲ့ပြီရသေးကြီး၏အမေစကားသည်မောင်အောင်၏နားထဲတွင်ဟိမ့်ထွက်နေသည်မောင်အောင်မင်းကိုနှိပ်စက်ခဲ့တဲ့ဒီလူယုံမာကိုမင်းဘလို့စီရင်ခြင်းလဲမောင်အောင်သည်ခိတ္တမြတိတ်ဆိတ်သွားသည်သူ၏စိတ်ထဲတွင်မိခင်ကြီးစေဖို့မရဘဲဝေဒနာခံစားခဲ့ရပုံဥပကျော်၏ခြေထောက်အောက်တွင်ငွေသားကလေးများကိုကောက်ယူခဲ့ရပုံဥပကျော်ကသူ့ကိုတခိုးဟုဆွဆွဲကာနှိပ်စက်ခဲ့ပုံများကိုတရိပ်ရိပ်ပြန်မြင်အောင်လာသည်ဒေါသနှင့်အာဃာတတို့ကရင်ထဲတွင်တနှင်တပိုးတက်လာသည်သို့တော်သူသည်သူ့၏ပခုံးပေါ်မှရွှေကြည်မင်းကလေးကိုကြည့်လိုက်သည်ငှက်ကလေး၏မျက်လုံးများမှကြည်လင်အေးများနေသည်မောင်အောင်သည်ရသေးကြီးကိုလက်အုပ်ချီကအရှင်ဖေဟာအမုန်းကိုအမုန်းနဲ့တုံ့ပြန်ရင်အမုန်းတွေဟာဘယ်တော့မှကုံဆုံးမှာမဟုတ်ပါဘူးသူ့ရဲ့လောဘကြောင့်သူကိုယ်တိုင်လည်းပူလောင်နေရပါပြီတပည့်တော်သူ့ကိုခွင့်လွှတ်ပါတယ်သူစီကဘာအညိုးမှမယူတော့ပါဘူးသူ့ရဲ့မတရားလွတ်ယူထားတဲ့စီးစိမ်တွေသာစင်ရဲသားတွေစီပြန်ရောက်သွားမယ်ဆိုရင်တပည့်တော်ကျေနပ်ပါပြီရသေးကြီးသည်တာရုခေါ်ကပြုံးလိုက်သည်မင်းရဲ့စိတ်ထားကရွှေကြီးမင်းထက်တောင်ပိုပြီးတောက်ပပါပြီတဲ့မောင်အောင်မောင်အောင်၏ခွင့်လွှတ်မှုကိုကြားလဲရချိန်တွင်ဥဝကျော်သည်ဝမ်းသာရမိအစားပို၍အရှက်ရသွားသည်သူသည်မောင်အောင်ကိုမောကြည့်ကာလူသားလျောက်၏မုံမြတ်သောစိတ်ထားကိုပထမဦးဆုံးအကျင့်ခံစားလိုက်ရသည်သို့တော်ကံတရား၏စီစဉ်ချက်မှာမပြီးသေးရသေးကြီးကတောင်မွေးကြီးကိုမြေကြီးပေါ်တွင်တစ်ချက်ခောက်လိုက်သောအခါဥပကျော်၏အိမ်ကြီးနှင့်ကြီးအတွင်းရှိစပားများမှာရုတ်တရက်ပျောက်ကွယ်သွားပြီးထိုပစ္စည်းများအလုံးသည်ရွာရှိစင်ရဲသားများ၏အိမ်ရှိသို့အလိုလိုရောက်ရှိသွားလေတော့သည်ဥပကျော်သည်ဘာမှမရှိသောလူမွဲတအုပ်အဖြစ်ကြံရစ်ခဲ့သည်သူ၏လူမိုက်များမှလည်းအရှင်သခင်ကိုပြစ်ပယ်ကထွက်ပြေးသွားကြပြီသူသည်တခါကသူနှိမ်ချခဲ့သောမောင်အောင်၏ခြေရင်းတွင်ဝစ်စင်းကငိုကြွေးလျက်ငါမခဲ့ပြီမောင်အောင်ဟာငါရဲ့လောဘကငါ့ကိုမျက်စိကွယ်စီခဲ့တာပဲရသေးကြီးသည်မောင်အောင်ကိုကြည့်ကမောင်အောင်အခုဆိုရင်မင်းဟာကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့အထိချမ်းသာကြွယ်ဝခဲ့ပြီရွှေကြီးမင်းရဲ့တာဝန်ကဒီမှာပြီးဆုံးသွားပြီဒီငှက်ကလေးကိုငါနဲ့အတူတော်ရဲပြန်ထည့်လိုက်ပါတော့လားမောင်အောင်သည်နှမျောတော်လေအမှန်တရားကိုနားလဲပါသည်မှန်လားပါဖေဟာငှက်ကလေးဟာလွတ်လပ်တဲ့ဒေါအုံးနဲ့ပဲထိုက်တန်ပါတယ်တပည့်တော်ကိုကူညီခဲ့တဲ့အတွက်ကျေးဇူးတင်လာပါပြီရွှေကြီးမင်းကလေးသည်မောင်အောင်၏ပကုံးပေါ်မှပြန်တက်သွားပြီးမောင်အောင်၏ဦးခေါင်းကိုသုံးဘက်ဘက်ကနှုတ်ဆက်သည်ထို့နောက်ရသေးကြီးနှင့်အတူအလင်းတန်းတစ်ခုအဖြစ်ကောင်းကင်ယံသို့ပျောက်ကွယ်သွားလေတော့သည်ထိုနေ့မှစပြီးနေပြည်တော်ရွာကလေးသည်အသစ်တဖန်ပြန်လဲမွေးဖွားလာခဲ့သည်ဥပကျော်သည်သူ၏အပြစ်များကိုနောင်နာရကရွာဦးကျောင်းတွင်ဝေယဝိဆများလောက်ကရင်ဘဝကိုအေးချမ်းစွာကုံဆုံးစေခဲ့သည်မောင်အောင်သည်ရွာ၏လူကြီးအဖြစ်တင်မြှောက်ခြင်းခံရခဲ့သည်သို့တော်သူသည်မာနမတက်ခဲ့ပါသူသည်တပြေသည်ရောင်းသမားမောင်အောင်ဟူသောဘဝကိုမိတ်မပြစ်ပဲစင်ရဲသားများကိုအမြဲကူညီစောင့်ရှောက်ခဲ့သည်မောင်အောင်၏အင်္ဂလိပ်မှမူအမြဲတမ်းပျော်ရွှင်ခြင်းစေတနာထားခြင်းတို့ဖြင့်ပြည့်နှက်နေပြီးနောင်လာနောက်သားများအတွက်ရိုးသားခြင်းသည်သာအကြီးမြတ်ဆုံးသောယရနာဟုသောပုံမြင်လေးတစ်ပုဒ်အဖြစ်ကြံရစ်ခဲ့လေတော့သည်